လောကမှာကြီးပွားတိုးတက်ဖို့ရအတွက်14မျိုးရှိတယ်တဲ့14မျိုးဆိုတာဘာလဲဆိုရင်ဆက်ဆိုတာဒီနေရာမှာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့လဲပတ်သွားတဲ့အရာကိုဆက်လို့ခေါ်တာပါနံပါတ်1ကပฏิရူပဒေတာဝါဒတင့်တယ်လျောက်ပတ်ကောင်းမြတ်တဲ့အရာမှာနေခြင်းနံပါတ်2ကတပ္ပုရိတုပနေတ္တလူတော်လူကောင်းနဲ့ပေါင်းမိခြင်းနံပါတ်3ကအတ္တတမ္မာပဏိတိကိုပြုပြင်ပြီးတော့ဟိုကြိုးစားအထုတ်ခြင်းနံပါတ်4ကပုပ္ပိသကတပုညတာကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ဟောကုသိုလ်ကောင်းမှုရှိခဲ့ပြီဆိုလို့ရှိရင်တင့်တယ်လျောက်ပတ်တဲ့နေရာကိုရောက်တယ်တင့်တယ်လျောက်ပတ်တဲ့နေရာကိုရောက်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းနဲ့တွေ့တယ်သူတော်ကောင်းနဲ့တွေ့တဲ့ပုဂ္ဂိုလ်ဟာကိုပြုပြင်ထိမ့်သိမ့်ပြီးတော့နေတတ်ထိုင်တတ်လာတယ်လို့အဲ့ဒီလိုပြုပြင်ထိမ့်သိမ့်ပြီးနေတတ်လာတယ်ဆိုလို့ရှိရင်ပဲကုသိုလ်ကောင်းမှုတွေတခါဆက်ပြီးတော့လုပ်ပြန်တယ်လုပ်သည့်အတွက်ကြောင့်ပฏิရူပဒေတာကိုရောက်ပြန်တယ်ပฏิရူပဒေတာရောက်ရင်သူတော်ကောင်းတွေနဲ့တွေ့ပြန်တယ်အတ္တတမ္မာပဏိတိဆိုတဲ့ကိုကောင်းအောင်ထားတတ်သွားတယ်ဟောမင်္ဂလာတရားတော်ဟာတစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးတော့မြတ်စွာဘုရားကဟောသွားတာပါဒါဘဝခရီးလျှောက်ပြီးဆိုကြတဲ့ကောတို့တွေနေတဲ့ထိုင်တဲ့နေရာဟာတို့နဲ့ပฏิရူပဖြစ်ခဲ့လားစဉ်းကျင်စဉ်းစားရမယ်ပေါ့ပฏิရူပဖြစ်ပြီဆိုလို့ရှိရင်ပฏิရူပဖြစ်ရုံနဲ့လုံလောက်ပလားဆိုမလုံလောက်ဘူးလုံလောက်ဖို့အတွက်ဘာလုပ်ဖို့လိုလဲဆိုရင်ကိုယ့်ပေါ်မှာမူတည်တာကအတ္တတမ္မာပဏိတိတဲ့ကိုကောင်းအောင်ထားကိုကောင်းအောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ကိုယ်မှာ၅ပါးသီလမပြည့်စုံသေးဘူးဆိုရင်ပြည့်စုံအောင်လေ့ကျင့်မယ်တရားစွမ်းအားတွေနည်းနေသေးတယ်ဆိုရင်တရားစွမ်းအားတွေပြည့်အောင်လုပ်မယ်ကိုချင်းတရားတွေအားပြော့နေအားကောင်းလာအောင်လုပ်မယ်ဘာသာတရားနဲ့ပတ်သက်ပြီးဘ ਹੁ တုတ္တတွေနည်းနေမယ်ဆိုလို့ရှိရင်ဘ ਹੁ တုတ္တစီးပူးရမယ်ကိုယ့်ရဲ့ဒီအများအကျိုးဆောင်ရွက်မှုတွေအားပြော့နေသေးတယ်ဆိုလို့ရှိရင်လည်းကြိုးစားအားထုတ်ကြရမယ်မကောင်းတဲ့စိတ်ထားတွေကိုတွန်းလှန်ဖယ်ရှားဖို့ကောင်းတဲ့တရားတွေကိုကြိုးစားအားထုတ်ဖို့ဆိုတဲ့ဝိရိယတရားတွေလျော့ပါနေသေးတယ်ဆိုလို့ရှိရင်လည်းတိုးအောင်လုပ်တယ်အသိပညာတွေနည်းပါးနေသေးတယ်ဆိုရင်လည်းရအောင်လုပ်တယ်အဲ့ဒါဟာအတ္တတမ္မာပဏိတိပဲကိုကောင်းအောင်ထားတယ်ဆိုတာကိုအဆင့်မြင့်လာအောင်ကြိုးစားအားထုတ်တာပါပဲဆွဲမြဲစွာမှတ်သားပြီးတော့မိမိတို့ရဲ့ယဉ်နဲ့နှလုံးထဲမှာဝိပဿနာတရားဖြစ်ပေါ်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း